အားလုံးမင်္ဂလာပါကဘာသတင်းစီစဉ်ကနေပြန်လဲကဘာသတင်း channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတော့ကိစ္စကတော်တော်လေးကြီးသွားပါပြီလက်တလုံးမှာပဲအီရန်ဟာအစ္စရေးရဲ့အရေးပါတဲ့စိုက်ကမ်းမြို့ကိုကျဲစုပွားထိပ်ဘူးကလစတာဝါဟတ်တပ်ဆင်ထားတဲ့ဒုံးကျည်တွေနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲအစ္စရေးကလည်းအီရန်ရဲ့ရေနံဓာတုနဲ့တာမဏိစက်ရုံတွေကို80%လောက်ထိပျက်စီးသွားအောင်မြစ်ပြတ်တော့ပြန်လိုက်တာကြောင့်အခြေအနေဟာအခုဆိုရင်တစ်ဖက်နဲ့တစ်ဖက်စီးပွားရေးအခြေခံဆောက်အုံတွေကိုပြန်လှန်ဖျက်ဆီးတဲ့စစ်ပွဲအတွင်ကိုကူပြောင်းသွားခဲ့ပါပြီဒီဗီဒီယိုမှာဗာသတင်းစီစဉ်ကနေတိစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့2026ခုနှစ်ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီးအရှေ့အလယ်ပိုင်းရဲ့တင်းမာမှုဟာအမြင့်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်အရင်ကတိုက်ခတ်မှုတွေဟာစစ်အခြေစိုက်စခန်းမှစစ်အခြေစိုက်စခန်းတွေဒါမှမဟုတ်ကုတ်ကဲမှုဗဟိုဌာနချုပ်တွေလောက်မှာပဲကန့်သက်ထားခဲ့ပေမဲ့အခုတော့လုံးဝပြောင်းလဲသွားခဲ့ပါပြီအခုမြင်တွေ့နေရတဲ့ပုံရိပ်တွေဟာစီးပွားရေးအဆောက်အုံတွေစွန့်အိမ်ကွန်ရက်တွေကိုပြစ်မှတ်ထားလာသလိုစိတ်မကောင်းစရာအကောင်းဆုံးကတော့အရက်သားတွေရဲ့နေအိမ်တွေပါတိုက်ခိုက်ခံနေရတာပါပဲပြည်သူများပြားဟာဘေးကင်းရာကိုထွက်ပြေးနေကြရပြီးလေကြောင်းရန်သတိပေးအော်တန်တွေဟာသူတို့အတွက်အကြောက်ဆုံးအတန်ဖြစ်လာပါတယ်မိโกလုံးကြီးတွေကောင်းကင်ရံမှာဖုံးလွှမ်းနေတဲ့မြင်ကွင်းတွေဟာကမ္ဘာစွမ်းအင်နဲ့ရွှေစည်းကွက်ကိုပါရိုက်ခတ်နေပြီးရင်းနှီးမြှုပ်နှံသူတွေကလည်းဒီချင်းတွေကိုမျက်တောင်မခတ်ပဲစောင့်ကြည့်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီစစ်ပွဲဟာနယ်မြေလူတဲ့စစ်ပွဲထက်တစ်ဖက်နဲ့တစ်ဖက်ရဲ့စီးပွားရေးတွေးကြောမှကြီးကိုဖျက်တောက်ဖို့စ조사နေကြလို့ပါပဲ။လက်တလောဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအသေးစိတ်ကြည့်ကြရအောင်ပါ။ Israel ဘက်ကနေစပြောရရင် Time of Israel သတင်းဌာနနဲ့ online မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေအရအီရန်ဟာ Israel မြောက်ပိုင်းကအရေးပါတဲ့စီးပွားရေးနဲ့တည်ယူပို့ဆောင်ရေးချက်ချာဖြစ်တဲ့ Haifa မြို့ကိုပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမှာစစ်ရေးကျွမ်းကျင်သူတွေကိုအင်အားတစ်စေခဲ့တာကတော့အီရန်တုံးဆွဲခဲ့တဲ့လက်နက်ပါ။အီရန်ဟာကလစတာဘုံဒါမှမဟုတ်ကျဲစုပွားဘုံလို့လူသိများတဲ့ဒုံးကျည်တွေကိုတုံးဆွဲခဲ့ပါတယ်။ဒီဘုံဟာကောင်းကင်ရံမှာတင်အပိုင်းပိုင်းကွဲထွက်ပြီးဘုံငယ်လေးတွေဖြစ်အေရီယာကျဲဝွန်းလိုက်ကြားရောက်ပောက်ကွဲတာကြောင့်ဖျက်အားကတော်တော်လေးပြင်းထန်ပါတယ်။ရလက်အနေနဲ့ဟိုင်ဖာမြို့ကခုနှစ်ထပ်တိုက်အဆောက်အအုံတစ်ခုဟာတချမ်းပဲ့ပြီးပြိုကျသွားခဲ့ပါတယ်။အစ္စရေးရဲ့မာကန်ဒေးဗစ်အတန်ရေးပေါ်ကယ်ဆယ်ရေးဖွဲ့တွေဟာပျက်စီးတွေအောက်မှာပိတ်မိနေသူတွေကိုအချိန်နဲ့အမျှရှာဖွေကယ်ဆယ်နေကြရပါတယ်။ဒေဆုံးသူနဲ့တန်ရန်ရသူတွေဟာလည်းအများပြားရှိနေပါတယ်။ဒေသခံတအုပ်ရဲ့ပြောပြချက်အရအော်တန်ကြားတာနဲ့ဘုံကိုကျင်းထဲကိုပြေးဝင်ခဲ့ရပြီးမြေပြင်တစ်ခုလုံး၃ခါသွားလောက်အောင်ပောက်ကွဲတံတွေကြားခဲ့ရပါတယ်လို့ဆိုပါတယ်။အချိန်ထဲမှာပဲအစ္စရေးနဲ့အလုရှုပ်ဆုံးဘန်ဂူရီယန်BBC ဆိုင်ရာလေဆိပ်မှာလည်းရုတ်တတဲတွေဖြစ်ခဲ့ပါတယ်။နိုင်ငံခြားကနေပေးပို့လာတဲ့ထူးဆန်းတဲ့ပါဆယ်တုပ်တစ်ခုကနေမိကူအမဲရောင်တွေထွက်လာတာကြောင့်လေဆိပ်ဝန်ထမ်းတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီးဟာမတ်လို့ခေါ်တဲ့အန်ဒီရရှိဓာတုပစ္စည်းကင်တွေရေးအဖွဲ့တွေဆင်းခဲ့ရပါတယ်။အီရန်ဘက်ကတော့ဒါဟာသူတို့ရဲ့ဒရုန်းအုပ်စုလိုက်တိုက်ခတ်မှုကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ဒါကစစ်မြေပြင်တင်မကပဲသတင်းအချက်လက်စစ်ပွဲပါဆင်နွှဲနေတာကိုပြသနေတာပါ။ဒီလိုမျိုးတိုက်ခတ်ခံရတဲ့အတွက်အစ္စရေးဘက်ကလည်းအီရန်ရဲ့စီးပွားရေးနှလုံးသားကိုချိန်ရွယ်ပြီးပြင်းပြင်းထန်ထန်တောက်ပြန်ခဲ့ရပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးချုပ်ကအီရန်နေနဲ့ကြီးလေးတဲ့တန်ဖိုးကိုပြန်ပေးဆက်ရမယ်လို့ကြုံဝါခဲ့တယ်လို့ဝန်ကြီးချုပ်နေတန်ယာဟုကိုတိုင်ကလည်းအီရန်ရဲ့တမန်ထုတ်လုပ်မှု90%ကိုဖျက်ဆီးပစ်လိုက်ပြီလို့တည်ပြုခဲ့ပါတယ်။တမန်လုပ်ငန်းဆိုတာနိုင်ငံတစ်ခုရဲ့တိဆောက်ရေးနဲ့လက်နက်ထုတ်လုပ်ရေးအတွက်ကြောရိုးဖြစ်တာကြောင့်ဒါဟာအီရန်စီးပွားရေးကိုကြီးကျယ်ထိုးနှက်လိုက်တာပါပဲ။ဒါအပြင်အစ္စရေးဟာအီရန်အနောက်မြောက်ပိုင်းကခူစစ်စတန်ပြည်နယ်ထဲမှာအရေးပါတဲ့ရေနံဓာတုစက်ရုံတွေကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေရာတွေဟာအီရန်ရဲ့ဒုံးကျည်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့နေရာတွေဖြစ်တယ်လို့အစ္စရေးကဆွဆွဲထားပါတယ်။ပိုပြီးစိုးရိမ်စရာကောင်းလာတာကတော့အီရန်ရဲ့ဖူရှာနျူကလ িয়ার စက်ရုံနီးကိုဒုံးကျည်တစ်စင်းကြားရောက်ခဲ့တာပါပဲ။အဆောက်အအုံမထိခိုက်ဘူးလို့ဆိုပေမဲ့ဒါဟာတကယ်ကိုအန္တရာယ်များတဲ့ကစားကွက်တစ်ခုဖြစ်နေပါတယ်။တုံးတက်ကြည့်မယ်ဆိုရင်ဒီစစ်ပွဲဟာအရင်လိုစစ်သားချင်းတိုက်နေတာထက်တစ်ဖက်နဲ့တစ်ဖက်အိုးအိမ်နဲ့သမင်းအိုးကိုရိုက်ခွဲနေတဲ့ပုံစံဖြစ်လာပါတယ်။ဟိုင်ဖာမြို့ကိုတိုက်တာကအစ္စရေးရဲ့ကုန်သွယ်ရေးတကားကိုပိတ်ဖို့စူးစမ်းတာဖြစ်ပြီးအီရန်ရဲ့ရေနံတမဏိစက်ရုံတွေကိုတိုက်တာကအီရန်ရဲ့ဝင်ငွေနဲ့လက်နက်ထုတ်လုပ်မှုကိုဖျက်တောက်ဖို့စူးစမ်းတာပါ။ဒါဟာဘယ်သူကငွေရင်ကုန်မလဲဘယ်သူကအရင်ပြိုလဲမလဲဆိုတဲ့ပြိုင်ပွဲတစ်ခုလိုဖြစ်နေပါတယ်။ဒီဒိုမီနိုအဖတ်ဟာတကမ္ဘာလုံးကိုရိုက်ခတ်မှာပါ။ဒိုမီနိုအဖတ်ဆိုတာကတော့နိုင်ငံတစ်ခုမှာနိုင်ငံရေးအပြောင်းလဲဒါမှမဟုတ်ဝါဒတစ်ခုစတင်ဖြစ်ပွားခဲ့ရင်အနီးနားမှာရှိတဲ့ကြံတဲ့နိုင်ငံတွေစီကိုလည်းအဲ့ဒီလှိုင်းလုံးကကူးဆက်သွားတတ်တယ်ဆိုတဲ့သဘောတရားပါရေနံဈေးနှုန်းတွေတက်လာနိုင်တယ်လို့အနောက်နိုင်ငံတွေရဲ့ငွေကြေးဖောင်းပွားမှုပြဿနာကိုလည်းဗ
ပိုဆိုးစေနိုင်ပါတယ်တရုတ်နဲ့ရုရှားတို့ကလည်းဒီအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်အမေရိကန်အနေနဲ့အစ္စရေးကိုကူညီဖို့အာရုံစိုက်နေရလေလေတခြားဒေသတွေမှာအာရုံစိုက်မှုရော့နေသွားလေလေဖြစ်မှာပါဒီကုန်းချုပ်ရရင်ခေတ်သစ်စစ်ပွဲဟာစစ်သားအရေးအတွက်နဲ့မဆုံးဖြတ်တော့ပဲစီးပွားရေးရဘယ်သူကပိုတောက်ခံနိုင်မလဲဆိုတာပေါ်မှာပဲမူတည်နေပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အထိခိုက်ဆုံးကတော့အိုးအိမ်တွေအလောက်ကန်တွေဆုံးရှုံးရပြီးကုန်စည်နှုန်းတန်ကိုခန်းစားနေရတဲ့တာမန်ပြည်သူတွေပဲဖြစ်ပါတယ်ကဘာကြီးကတော့တီစိန်ကမှုကိုအနိကစောင့်ကြည့်နေရအောင်ပါဘာတရင်စီစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ